အာရှတိုက်ရဲ့တိုးနက်ကြီးတွေထဲမှာအတန်တိတ်စိတ်ဝင်ကြက်စားလေးရှိပြီးတော့တဘာဝတောအုပ်ရဲ့စစ်မှန်တဲ့ဘရင်လို့တင်စားကြတဲ့သရဝါတကောင်ရှိပါတယ်။အဲ့ဒါကတော့ Indo-Chinese Tiger လို့ခေါ်တယ်ကြားပါပဲ။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကဒီဘရင်ကြီးတွေဟာအခုဆိုရင်ကျွန်တော်တို့ကဘာမြေပေါ်ကနေထာဝရပျောက်ကွယ်သွားဖို့အချိန်အနည်းငယ်သာလိုပါတော့တယ်။ဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့ Eco Discovery Channel မှာဒီ Indo-Chinese ကြားတွေရဲ့အမဲလိုက်ပုံတွေနေထိုင်ကျက်စားရာဒေတာတွေနဲ့သူတို့ရဲ့မျိုးပွားပုံတွေအပြင်ဒီတိုးကောင်ကြီးတွေဘာကြောင့်မျိုးသုံးတော့မဲ့အန်ဒီရဲတဲ့ကြားရောက်နေလဲဘလို့ထိမ့်သိမ်းကြမလဲဆိုတာတွေကိုကျွန်တော်တို့ဒီနေ့အသေးစိတ်လေ့လာကြည့်မှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Eco Discovery Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်Indo-Chinese ကြားတွေရဲ့သိပ္ပံနာမည်ကတော့ Panthera tigris scorbati ဖြစ်ပါတယ်။သူတို့နေထိုင်ကျက်စားတဲ့နိုင်ငံနဲ့နယ်မြေတွေကတော့ပထမဆုံးကတော့ထိုင်းနိုင်ငံ Indo-Chinese ကြားအများဆုံးနဲ့အခိုင်အမာဆုံးကျက်စားနေတဲ့ဒေသလည်းဖြစ်ပါတယ်။ Western Forest Complex ဘေးမဲ့တောတွေနဲ့တစ်တောဝင်းကျင်တွေမှာအဓိကတွေ့ရပါတယ်။နောက်တစ်ခုကတော့မြန်မာနိုင်ငံမှာထိုင်းနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့တနင်္သာရီတိုင်းဒေသကြီးတွေတဲကတဘာဝတစ်တောကြီးတွေထဲမှာလည်းအဓိကနေထိုင်တတ်ကြပါတယ်ပြီးတော့လာအိုဗီယက်နမ်နဲ့ကမ်ဘောဒီးယားတို့လိုနိုင်ငံတွေမှာတော့တရက်မဝင်အမဲလိုက်ခံရတာနဲ့တိုးပြုံးမှုတွေကြောင့်လက်ရှိအချိန်မှာတော့မျိုးတုံပြောက်ွယ်သွားပြီလို့သတ်မှတ်ထားပါတယ်ဒါအပြင်တရုတ်နိုင်ငံတောင်ပိုင်းစီချွမ်နဲ့ယူနန်နယ်စပ်တွေမှာရခိုင်ကရှိခဲ့ပေမဲ့အခုတော့လုံးဝမတွေ့ရတော့ပါဘူးသူတို့ကြိုက်နေတတ်တဲ့တဘာဝပတ်ဝန်းကျင်တွေကတော့ရှင်းပါတယ်ဒီကောင်တွေဟာ predator အမျိုးအစားသားရဲကြီးတွေဖြစ်တာကြောင့်လူရှင်းပြီးတိတ်တီးတဲ့အပူပိုင်းတစ်တောတွေနဲ့ tropical rainforest နဲ့အရွက်ချွေတစ်တောတွေ subtropical forest တွေမှာနေထိုင်ကြပါတယ်တောင်ကုန်းထူထပ်ပြီးတော့တွာလာရခက်ခဲတဲ့ကုန်းမြင့်တစ်တောတွေကိုပုံမကြိုက်နေတတ်ကြပါတယ်ပြီးတော့ဒီကောင်ကြီးတွေကရေကူးရတာကြိုက်တဲ့အတွက်မြစ်ချောင်း AI နဲ့နီးစပ်ပြီးတော့တမင်ချေစတဲ့တားကောင်ပေါ်တဲ့ဒေသတွေကိုရွေးချယ်ကျက်စားလိရှိကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဒီသားရဲကြီးတွေကျင်းလဲကျက်စားခဲ့တဲ့ဒေသတွေရှိပါတယ်အဲ့ဒီဒေသတွေကတနင်္သာရီတိုင်းဒေသကြီးထိုင်းနယ်စပ်နဲ့ထိစပ်နေတဲ့တဘာဝတစ်တောကြီးတွေနဲ့ကချင်ပြည်နယ်ဟူးကောင်းတောင်ကြားဘေးမဲ့တော်ဝင်းကျင်တွေမှာအရင်ကတွေ့ရှိခဲ့ဘူးပေမဲ့လက်ရှိအချိန်မှာတော့တွေ့ရနှဲပါသွားပါပြီဒါအပြင်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းတောင်နဲ့အဆက်ဒေသတွေမှာလည်းအရင်ကနေထိုင်ကျက်စားခဲ့တဲ့ဆိုတဲ့မှတ်တမ်းတွေရှိခဲ့ပါတယ်ဒီကောင်ကြီးတွေအဓိကအမဲလိုက်တဲ့ဒရဝါတွေကတော့ stone ဆက်ကြီးတောဝက်ပြောင်တောကျွဲနဲ့အကောင်ငယ်တွေဖြစ်တဲ့မြောက်တင်းခွေချက်တွေကိုပါအမဲလိုက်စားတော့လို့ရှိပါတယ်ဒီကောင်တွေရဲ့အမဲလိုက်တဲ့အချိန်ကတော့ညဘက်နဲ့အာယုံတက်နေဝင်ကာလအချိန်တွေမှာအဓိကအမဲလိုက်ပါတယ်အကြောင်းရင်းကတော့အပူရန်ကိုရှောင်ရှားဖို့နဲ့အမောင်တို့ကိုအသုံးချပြီးတော့တားကောင်ကိုချောင်းမြောင်းတိုက်ခိုက်နိုင်မှုဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီသားရဲကြီးတွေအခုထိရှိသေးလားဆိုတော့ဟုတ်ကဲ့ရှိပါသေးတယ်ဒါပေမဲ့အကောင်ကြီးအလွန်နှဲပါသွားပါပြီမြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးတွေကထိုင်းနယ်စပ်နဲ့ဆက်ဆက်နေတဲ့တစ်တောတွေမှာအနှဲငယ်ကြန့်ရှိနေသေးကြောင်းကိုကင်မရာ trapping မှတ်တမ်းတွေအရသိရှိရပါတယ်ဒါပေမဲ့လည်းတရမဝင်အမဲလိုက်တာတစ်တောပြုံးတေးတာနဲ့တားကောင်ရှားပါလာတာတွေကြောင့်မျိုးသုံးတော့မဲ့အန်ဒီရယ်နဲ့ရင်ဆိုင်နေရပါတယ်ဒါဆိုဒီသားရဲကြီးတွေဘလို့အမဲလိုက်ကြလဲဆိုတာကိုကျွန်တော်တို့ဆက်လက်လေ့လာကြည့်ရအောင်Indo-Chinese ကြားတွေရဲ့အမဲလိုက်ပုံကတီးတန့်ချောင်းမြောင်းတိုက်ခိုက်တဲ့စတိုင်ဖြစ်ပါတယ်ကြားရဲ့ကိုဘော်ကအစင်းချောင်းတွေဟာတစ်တော်ပတ်ဝန်းကျင်မှာရှိတဲ့အရိပ်တွေနဲ့ကောင်းစွာရောထွေးသွားစေပါတယ်ပြီးတော့အမြင်အာယုံနဲ့အကြားအာယုံအလွန်ကောင်းမွန်တဲ့အတွက်ညဘက်နဲ့အာယုံတက်ချိန်တွေမှာအမဲလိုက်တိုက်ကြပြီးတော့တားကောင်စီကိုအသက်မမီပဲတဖြည်းဖြည်းနဲ့နီးကောင်တွန်းနိုင်တဲ့စွမ်းရည်လည်းရှိပါတယ်ဒါအပြင်ဒီကောင်တွေရဲ့ပိုးပြီးအံ့ဩစရာကောင်းတဲ့အချက်ကသူတို့ရဲ့သားကောင်ကသူတို့အနံ့ကိုမရအောင်အမြဲတမ်းလင်းညာဘက်ကိုနေပြီးတော့သားကောင်သားကိုချင်းကပ်တယ်ဆိုတဲ့အချက်ပါပဲသားကောင်လည်းပေ30ကနေ50ဝန်းကျင်အထိမရမကညင်ပြီးချင်းကပ်သွားပြီးမှတရှိန်ထိုးခွန်အုပ်ပါတယ်သားကောင်ငယ်တွေဖြစ်တဲ့ကြီးဒါမှမဟုတ်ဝက်ငယ်လိုအကောင်မျိုးတွေဆိုရင်လေပင်ဒါမှမဟုတ်ကိုကိုကိုက်ချေပြီးကြောရိုးစစ်ကိုဖျက်ဆီးတာတွေကိုပြုလုပ်ပြီးချက်ချင်းသေးသေးပါတယ်အကောင်ကြီးတွေဖြစ်တဲ့ဆက်ပြောင်နဲ့တောဝက်ကြီးတွေဆိုရင်လေချောင်းကိုကြိုက်ခဲထားပြီးတော့အသက်ရှူကြအောင်ပြုလုပ်ပြီးမှအသက်ထွက်ဆေးပါတယ်တားကောင်ကိုတက်ပြီးတာနဲ့အခြားတားကောင်တွေဥပမာလက်ရတောခွေးတွေမမြင်နိုင်တဲ့ခြုံမှုထူထူထဲတဲ့ဒါမှမဟုတ်ရင်းနဲ့နီးတဲ့လျှို့ဝှက်နေရာတွေစီကိုဆွဲယူသွားတတ်ပါတယ်တားကောင်ကြီးတစ်ကောင်ကိုရရင်တစ်ချိန်နဲ့ကိုအောင်မစားပဲ3ရက်ကနေပြီးတော့9ရက်အထိထိမ့်သိမ့်ပြီးတော့အပိုင်းလိုက်စားသုံးလို့ရှိပါတယ်
ဒီလောက်ဆိုရင်ဒီကောင်တွေရဲ့အမဲလိုက်ပုံအကြောင်းကိုသဘောပေါက်လောက်ပြီးထင်ပါတယ်ဒါဆိုအခုဆက်ပြီးတော့သူတို့မျိုးပွားပုံအကြောင်းကိုဆက်လက်လေ့လာကြည့်ရအောင်အင်ဒိုချိုင်းနီးစ်ကြားတွေရဲ့မျိုးပွားပုံနဲ့ယင်သေးငယ်ကိုထိမ့်သိမ်းဆောက်ရှောက်ပုံကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ဒီကောင်တွေကမိတ်လိုက်ရသည်ဆိုပြီးတော့တီးတန့်ခွဲထားတာမျိုးမရှိပါဘူးတစ်နှစ်ပတ်လုံးမိတ်လိုက်နိုင်ပေမဲ့နိုဝင်ဘာလကနေပြီးတော့ဧပြီလအတွင်းစောင်းရာသီနဲ့ຫນွေဥပေါက်ကာလအချိန်တွေမှာအများဆုံးမိတ်လိုက်တက်ကြပါတယ်ဒီကောင်တွေမိတ်လိုက်တော့မယ်အချိန်မှာနေမြေချင်းထိစပ်နေတဲ့နေမြေတွေမှာကြားမကစီးစွန့်တာတစ်ပင်တွေမှာအမှတ်အသားပြုတာနဲ့ကျေလောင်စွာဟင်းဟောက်ပြီးကြားဖို့ကိုအချက်ပြတတ်ပါတယ်ဒီလိုနဲ့ကိုဝင်ဆောင်ချိန်ကာလက103ရက်ကနေပြီးတော့105ရက်3လခွဲဝန်းကျင်ခန့်ထိကြာမြင့်ပါတယ်တစ်ချိန်မွေးရင်2ကောင်ကနေ4ကောင်ထိမွေးဖွားလေရှိပြီးတော့လူသူနဲ့အခြားသားရဲတွေလုံးဝမရောက်နိုင်တဲ့ဂူတွေတစ်ခေါင်းကြီးတွေနဲ့ခြုံပုတ်ထူထူထဲထဲတွေမှာလျှို့ဝှက်စွာမွေးဖွားလေရှိကြပါတယ်ကြားပေါက်လေးတွေကမွေးကစားမှာမျက်စိမမြင်ရပဲ14ရက်ခန့်နေမှမျက်စိပွင့်လာပါတယ်အသက်6လအထိမိခင်တို့တစ်မျိုးတည်းကိုပဲမိခိုပြီးတော့6လကျော်မှအသက်စတင်စားသုံးပါတယ်တနေ့ခွဲကနေပြီးတော့2နှစ်ဝန်းကျင်နေမိခင်နဲ့အတူနေထိုင်ရင်အမဲလိုက်နီးပညာတွေကိုသင်ယူကြပါတယ်ကြားမတကောင်တွေကပဲကြားပေါက်တွေကိုအစာရှာကျွေးတာအန်ဒီရကကာကွယ်ပေးတာတွေကိုလှုံ့ဆော်ပါတယ်ကြားရီတွေကတော့မိတ်လိုက်ပြီးတာနဲ့ထွက်ခွာသွားတတ်ပြီးတော့တားပေါက်တွေကိုပြုစုပြိုးထောင်ရမှာပါဝင်ခြင်းမရှိပါဘူးတခါတရံမှာအခြားအထီးတွေကကြားပေါက်တွေကိုပြန်လဲတက်ဖြတ်တတ်တဲ့အန်ဒီရလည်းရှိပါသေးတယ်အဲ့ဒီလိုပေါက်လာတဲ့ကြားရီထဲမှာကြားမတွေဟာအသက်3နှစ်ကနေပြီးတော့4နှစ်အတွင်းအရွယ်ရောက်ပြီးကြားရီတွေကအသက်4နှစ်ကနေပြီးတော့5နှစ်အတွင်းအရွယ်ရောက်ပြီးတဲ့အချိန်နေမြေတီးသန့်ထူထောင်ပြီးတော့တီချာခွဲထွက်သွားလေရှိကြပါတယ်အခုဆက်လက်ပြီးတော့ဒီလိုကြောက်စရာအပြည့်နဲ့တားရဲကြီးတွေကဘာကြောင့်မျိုးသုံးမဲ့အန်ဒီရတဲ့ကိုကြားရောက်နေတာလဲဆိုတော့ကိုကျွန်တော်တို့အသေးစိတ်လေ့လာကြည့်ရအောင်အင်ဒိုချိုင်းနီးစ်ကြားတွေမျိုးသုံးမဲ့အန်ဒီရနဲ့ရင်ဆိုင်နေရတာဟာအကြောင်းရင်းအများပြားကြောင့်ဖြစ်ပါတယ်အဲ့ဒီထဲကမှအဓိကအချက်တွေကိုကျွန်တော်အနေနဲ့ပြောပြပေးခြင်းပါတယ်ပထမဆုံးအချက်အနေနဲ့ကတော့တရက်မဝင်အမဲလိုက်ခြင်းနဲ့ကုန်ကူးခြင်းပါပေါ်ချင်းအန် illegal wildlife trade ဖြစ်ပါတယ်ကြားရဲ့အယိုးအဆွဲအမိနဲ့အရေးကိုတွေကိုတိုင်းရင်စေးပြုလုပ်ဖို့နဲ့အလားဆင်ဖို့အတွက်ဈေးကွက်ထဲမှာဈေးကောင်းပေးဝယ်ကြတဲ့အတွက်တရက်မဝင်တက်ပြတ်ခြင်းခံရပါတယ်အာရှတိုက်ရဲ့မှောင်ခိုဈေးကွက်ထဲမှာတားကောင်ကြီးတွေရဲ့ဈေးကအဆမတန်မြင့်တဲ့ဈေးနှုန်းတစ်ခုနဲ့ရောင်းဝယ်ဖောက်ကားနေကြခြင်းကအဓိကတွန်းအားဖြစ်နေပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့နေထိုင်ရာတစ်တော်တွေပြုံးတီးလာခြင်း habitat loss and fragmentation ဖြစ်ပါတယ်တစ်ထုတ်လို့ရေးစိုက်ပျိုးရေးနဲ့မျိုးပြချဲ့ထင်ရေးတို့ကြောင့်ကြားတွေရဲ့နေထိုင်ရာတဘာဝတစ်တော်ကြီးတွေပျောက်ကွယ်လာပါတယ်လမ်းမတွေဆယ်တွေနဲ့အခြေခံအဆောက်အုံတွေဆောက်လုပ်ခြင်းကြောင့်တစ်တော်တွေအပိုင်းပိုင်းပြတ်တောက်သွားပြီးကြားတွေရဲ့တနယ်ကနေတနယ်ကိုကူးလူသွားလာဖို့နဲ့မိတ်လိုက်ဖို့ခက်ခဲလာပါတယ်တတိယအချက်အနေနဲ့ကတော့အဓိကသားကောင်များရှားပါလာခြင်း depletion of prey base ဖြစ်ပါတယ်ဒေသခံတွေရဲ့တရက်မဝင်အမဲလိုက်တာတွေကြောင့်ကြားတွေရဲ့အဓိကအစာဖြစ်တဲ့ဆက်ကြီးစတုံးနဲ့တောဝက်အရေးအတွက်တီးတီးတာတာယုံနေသွားပါတယ်အစာရှားပါလာတဲ့အတွက်ကြားတွေရဲ့ရှင်သန်နိုင်စွမ်းနဲ့မွေးဖွားနှုန်းကတီးတီးတာတာကျဆင်းလာပါတယ်စရုပ်ထအချက်အနေနဲ့ကတော့လူနယ်ကြားအထီးကယုံများ human and tiger conflict တွေဖြစ်ပါတယ်ဒီလိုနဲ့တဘာဝအစာနှဲပါလာတာကြောင့်လူတွေရဲ့နေမြေအတွင်းကိုကြားတွေကဝင်ရောက်လာပြီးတော့မွေးမြူရေးတရိတ်ဆန်တွေကိုကိုက်စားလိရှိကြပါတယ်အဲ့ဒီကဒေသခံတွေကမိမိတို့ရဲ့ကျွဲတွေနွားတွေနဲ့ဘေးအန္တရာယ်တွေအတွက်စိုးရိမ်ပြီးတော့ကြားတွေကိုအစိတ်ကျွေးခြင်းထောင်ချောင်းဆင်ခြင်းတွေကိုပြုလုပ်ပြီးတုံ့ပြန်တပ်ဖြတ်ကြပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့မျိုးရိုးဗီဇကြာဆင်းခြင်း inbreeding depressive risks ဖြစ်ပါတယ်အကောင်ရဲ့အလွန်နှဲပါသွားပြီးနေမြေတွေတီးချဖြစ်သွားတဲ့အတွက်နီးစပ်ရာကြားအချင်းချင်းမိတ်လိုက်ရခြင်း inbreeding ကြောင့်မျိုးရိုးဗီဇအားနည်းလာပြီးတော့ယောဂတန်ခံနိုင်ရင်မရှိတော့ခြင်းတွေကြုံတွေ့ရပါတယ်ဒါဆိုကြားတွေမျိုးသုံးသွားတာကောင်းလားသူတို့မျိုးတုံးသွားရင်နောက်ဆက်တွဲစိုးကျိုးတွေဘာတွေဖြစ်လာမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်လက်လေ့လာကြည့်ရအောင်ကြားတွေမျိုးတုံးသွားတာကလုံးဝမကောင်းပါဘူးကြားတွေပျောက်ကွယ်သွားရင်ဂေယစနစ်တစ်ခုလုံးဗျံပရာဖြစ်သွားနိုင်ပါတယ်ကြားတွေကအစာကွင်းဆက်ရဲ့ထိတ်ဆုံးမှာရှိတဲ့တာရဲ့ apex predator တွေလည်းဖြစ်ပါတယ်ကြားတွေမရှိတော့ရင်ဆက်ကြီးတောဝက်စတဲ့အပင်စားဒရဝါတွေရဲ့အရေးအတွက်ကအစမတန်တိုးပွားလာပါမယ်အဲ့ဒီလိုအပင်စားဒရဝါတွေအလွန်လွဲကူစွာများပြားလာတဲ့အခါမှာတစ်တိုးတွေကအပင်တွေမြက်ခင်းတွေနဲ့တိရွက်တွေကိုအကုန်စင်အောင်စားတောက်ကြပါလိမ့်မယ်ဒါကြောင့်တစ်တော်တွေပြုံးတီးလာပြီးတော့မြေစီလွှာတိုက်စားမှုတွေမြေပြိုမှုတွေနဲ့ရေကြီးရေရှမ်းမှုတွေပုံမှုကြုံတွေ့ရပါလိမ့်မယ်
ပြီးတော့တစ်တောနဲ့ခြုံပုတ်တွေပြုံးတီးသွားတဲ့အတွက်အဲ့ဒီအပင်တွေကိုမိခိုးနေတဲ့ငှက်အင်းဆက်စတဲ့သရဝငယ်လေးတွေပါနေစရာနဲ့အစာအခက်အခဲဖြစ်ပြီးတော့ထပ်မံမျိုးသုံးကုန်ကြပါလိမ့်မယ်ဒါကြောင့်ကြားတွေကိုကာကွယ်ခြင်းဟာသူတို့နေထိုင်ရာတစ်တောကြီးတစ်ခုလုံးကိုကာကွယ်ပေးတာနဲ့အတူတူပါပဲတစ်တောတွေပျက်စီးသွားရင်မိုးရေချိန်လျော်နေလာမယ်မြစ်ချောင်းတွေခန်းချောက်လာမယ်ကာဗွန်စုပ်ယူမှုအားနည်းသွားတဲ့အတွက်ကမ္ဘာအပူချိန်ပုံမှန်မြင့်တက်လာပါလိမ့်မယ်ပြီးတော့ကြားတွေကဖျားနာပြီးတော့အားနေတဲ့သရဝါတွေကိုပဲရွေးချယ်အမဲလိုက်လေးရှိပါတယ်။ဒါကြောင့်တားကောင်အုပ်စုအတွင်းမှာကူးစက်ယောဂါတွေမပြန့်ပွားသွားအောင်တဘာဝအတိုင်းထိန်းချုပ်ပေးနေတာဖြစ်ပြီးတော့ကြားမရှိရင်အဲ့ဒီယောဂါတွေပြန့်ပွားပြီးတော့အခြားတရိတ်ဆန်တွေနဲ့လူတွေစီပါကူးစက်လာနိုင်ပါတယ်။ဒါဆိုကျွန်တော်တို့အခုဆက်လက်ပြီးတော့ဒီကြားတွေမျိုးတုံးသွားတဲ့နိုင်ငံတွေမှာဘာဆိုးကျိုးတွေဖြစ်နေပြီလဲဆိုတာကိုကျွန်တော်တို့ဆက်လက်လေ့လာကြည့်ရအောင်။ Indo-Chinese ကြားတွေမျိုးတုံးသွားတဲ့ကမ်ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံတွေမှာလက်ရှိကြုံတွေ့နေရတဲ့ဆိုးကျိုးတွေအများကြီးရှိပါတယ်2009ခုနှစ်နောက်ပိုင်းကမ်ဘောဒီးယားနိုင်ငံမှာကြားတွေလုံးဝမျိုးတုံးပြောက်ကွယ်သွားပြီးနောက်ပိုင်းမှာကြားကိုထိမ့်သိမ်းမှုစီမံထားတဲ့တစ်တောနယ်မြေအတွင်းမှာဒုတိယတန်းအသားစားသရဝါတွေရဲ့အမဲလိုက်မှုပုံမှုဆိုးရွားလာပါတယ်ကြားမရှိတော့တာကြောင့်တစ်တောဆောင်တက်တွေရဲ့အာယုံဆိုင်မှုရော့ကျသွားပြီးတော့ဒုတိယတန်းစားသရဝါတွေဖြစ်တဲ့ခွေးရတွေရဲ့အမဲလိုက်တက်ဖြန့်တော့အလွန်အမင်းမြင့်တက်လာခဲ့ပါတယ်ဗီယက်နမ်နိုင်ငံရဲ့ Central Highland ဒေသတွေမှာလည်းကြားလိုမျိုးအထက်တန်းစာသားရဲတွေမရှိတော့တဲ့အတွက်တောဝက်အရေးအတွက်စီစစ်မရအောင်တိုးပွားလာခဲ့ပါတယ်ဒီတောဝက်တွေဟာတစ်တောအနီးစိုက်ပျိုးရေးမြေတွေကိုဝင်ရောက်ဖျက်ဆီးတာကြောင့်စိုက်ပျိုးရေးတောင်သူတွေစီးပွားရေးရအကြီးကျယ်ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်လာအိုနိုင်ငံရဲ့ဘေးမဲ့တော်တစ်ခုမှလည်းကြားတွေမျိုးသုံးသွားပြီးတဲ့နောက်ပိုင်းမှာတောခွေးလို့ခေါ်တဲ့ဒုတိယတန်းစားသားရဲတွေအလွန်အမင်းများပြားလာပြီးရှားပါငှက်ဂျီနီယာနဲ့တောကျက်တွေကိုတုတ်တင်ရှင်းလင်းလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ကြားဟာဂေဟစနစ်တစ်ခုလုံးကိုအကာအကွယ်ပေးထားတဲ့ umbrella species ဖြစ်ပါတယ်။ကြားရှိတဲ့နိုင်ငံတွေကိုလည်းကမ္ဘာတောရိုင်းတရိတ်ဆန်ရန်ပုံငွေအဖွဲ့ WWF နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကအမေရိကန်ဒေါ်လာတန်ပေါင်းများစွာကိုထောက်ပံ့ပေးလေရှိပါတယ်။ကမ်ဘောဒီးယားနိုင်ငံနဲ့လာအိုမှာကြားမျိုးသုံးသွားကြောင်းကိုတရားဝင်အတည်ပြုလိုက်တဲ့အခါမှာနိုင်ငံတကာအဖွဲ့အစည်းတွေစီကရရှိနေတဲ့တစ်တောထိန်းသိမ်းရေးရန်ပုံငွေတွေအမြောက်အများရပ်ဆိုင်းသွားခဲ့ပြီးတော့တစ်တောကာကွယ်ရေးရန်ရာကြီးတစ်ခုလုံးလည်းရင်းရိုင်သွားခဲ့ပါတယ်။ကြားရှိစဉ်ကတဘာဝဘေးမဲ့တောအဖြစ်တင်းကျပ်စွာကာကွယ်ထားတဲ့မဲခေါင်ဒေသအတွင်းတစ်တောကြီးတွေမှာလည်းဥပမာဗီယက်နမ်နဲ့လာအိုနယ်စပ်ဟာကြားမျိုးတုံးသွားပြီးတဲ့နောက်ကာကွယ်မှုအားနည်းသွားပါတယ်။ရလက်အနေနဲ့တရမဝင်တစ်ခုတ်လုပ်ငန်းတွေတပ်ထုတူးဖော်ရေးလုပ်ငန်းတွေနဲ့ရေအားလျက်စစ်စီမံကိန်းတွေအစုလိုက်အပြုံလိုက်ဝင်ရောက်လာပြီးတော့တဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုအရှိန်အဟုန်မြင့်ကဆိုးရွားစေခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လည်းအခုလက်ရှိမှာဒီကြားမျိုးစိတ်ကလက်ရှိရှိနေသေးတာကြောင့်အထူးပြုပြီးတော့ထိမ့်သိမ်းထားစီခြင်းပါတယ်ဒီကြားမျိုးစိတ်တစ်ခုပဲမျိုးတုံးသွားတာကကျွန်တော်တို့နိုင်ငံကိုရိုက်ခတ်လာမဲ့စူးကျိုးတွေကပုံများတာကြောင့်ဒီကြားမျိုးစိတ်ကိုထိမ့်သိမ်းခြင်းကကိုယ့်နိုင်ငံနဲ့တဘာဝတရားကိုကာကွယ်ရရောက်ပါတယ်အခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေရောဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဆိုတာကို comment မှာရေးပြီးပြောပြပေးခဲ့ပါဦးကျွန်တော်တို့ Eco Discovery Channel မှာအခုလိုဗီဒီယိုတွေကိုတင်ဆက်ပေးနေမှာဖြစ်လို့ subscribe လုပ်ထားကြဖို့ကိုလည်းပြောချင်ပါတယ်ကျွန်တော်ကတော့ Eco Discovery Channel ရဲ့ပင်တိုင်တင်ဆက်သူ MKD ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဗျာ